မိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါနော်ထိုင်းအစိုးရတီကိုတရားဝင်အစိုးရတီကိုနော်ကန်ဆောင်ဖို့အတွက်တွေ့ရင်လည်းကျွန်တော် share ထားပေးအောင်နော်ကျွန်တော်ကအမြင်ပွင့်သွားအောင်လို့လေနော်များ share ထားပေးနော်3ရက်9ရက်8ရက်နော်ဒီ3ရက်ဒီ9ရက်ဒီ9ရက်ဒီ8ရက်4လုံးပေါင်း5ပေါ့လေနော်ဒီ4လုံးပေါင်း5ပေါ့လေနော်ဒီ4လုံးပေါင်း5ကိုရိုက်မယ်ဆိုရင်တော့နှစ်အလဲထိုင်ပေါ့နော်နှစ်အလဲထိုင်နော်နောက်တစ်ခါထိုင်ရိုက်အောင်မယ်နော်နှစ်အလဲထိုင်ပေါ့ဒီ3လုံးပေါင်း4ပေါ့လေနော်ဒီ3လုံးပေါင်း10ပေါ့ဒီ3လုံးပေါင်း3ပေါ့နော်အဲ့ဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4နဲ့ခွေထားတော့ပေါ့နော်အဲ့ဒီ3လုံးပေါင်း10ကိုဒီ3လုံးပေါင်း10နဲ့ဟောနော်အခုဒီ3လုံးပေါင်း3ကိုဒီ3လုံးပေါင်း3ပေါ့လေနော်နဲ့လဲထိုင်နော်အဲ့တော့အပင်တွေကဒါရှည်တဲ့ဥစ္စာတွေလည်းဆက်ပြီးလည်းပြီးမပြီးကျွန်တော်တို့အပင်သူကိုရိုက်ပြီးတော့ဒါကန်ဆန်းကြည့်ရတော့ဘူးเนาะဒီမှာမှဒါဒီဥစ္စာမှသူကအဆုံးဖြတ်လေးပေါ့လေကောင်းတယ်เนาะဒီနှစ်ကဒီကွင်ကသူကဒီလိုရိုက်မယ်เนาะဒီ4ရဲ့ဒီ4ရဲ့ဒီ5ရဲ့เนาะအဲ့ဒီ3လုံး3ပေါ့လေเนาะအဲ့3လုံး3ကိုသူကဒီ3လုံး3နဲ့เนาะခွေတာဒါတက်လဲထိုင်ရပါတော့ဗောเนาะနောက်တစ်ခါဒီ9ရဲ့ဒီ4ရဲ့ဒီ2ရဲ့ပေါ့လေနော်ဒီ3လုံး3ပေါ့လေဒီ3လုံး3ကိုsorry 3လုံးနော်ကျွန်တော်လည်း3မဆွဲနေပြန်စမယ်နော်ဒီ4ရဲ့ဒီ5ရဲ့ဒီ3ရဲ့ဒီ3လုံး3ကိုနော်4 5ဒီ3လုံး3ကို4 8 3လုံး3နဲ့ခွေတာဒါအလဲထိုင်ကိုရိုက်တဲ့ဥစ္စာပဲနော်နောက်တစ်ခါဒီ9ရဲ့ဒီ4ရဲ့ဒီ2ရဲ့ပေါင်းရင်1ရနော်1နော်ဒါလည်းရေးမယ်1ကိုနောက်တစ်ခါဒီ9ရဲ့ဒီ9ရဲ့9ရဲ့ပေါ့လေနော်ဒီ9ရဲ့9ရဲ့9ရဲ့1လို့ခွေတာပေါ့လေနော်ဒါအလဲထိုင်ကိုရိုက်တာပေါ့နောက်တစ်ခါအဲ့ဒီ4ရဲ့9ရဲ့4ရဲ့ပေါ့လေနော်ဒီ3လုံးကိုခွန်ပေါ့လေနော်ခွန်ကိုနော်ဒီ3လုံးခွန်နဲ့ပဲသူရိုက်တာနှစ်လဲထိုင်နော်နှစ်လဲထိုင်ပြီးသေးဘူးနော်ကျွန်တော်လည်းချစ်ဗီဒီယိုကတားတကွင်တဲ့တော်တော်ကြာဗျာနော်10မိနစ်ကျော်ဆိုကျွန်တော်ကနောက်ပိုင်းခွဲတင်မှရမယ်နော်ဒီလိုကျွန်တော်အချိန်မလောက်ဆိုနောက်တစ်ပိုင်းထပ်လာမယ်နော်ခုနလိုမျိုးပေါ့လေနော်သူက
ဒီတစ်ရဲ့ဒီလေးရဲ့နော်ဒီ9ရဲ့ပေါ့လေနော်3လုံး30ပေါ့နော်3လုံး30ကိုဒီတစ်ရဲ့8ရဲ့အဲ့ဒီအလေထိုင်ရကနန်းရဲ့နော်3လုံးတုံညလို့ရိုက်တော့ပေါ့လေနောက်တစ်ခါဒီ4ရဲ့ဒီ2ရဲ့ဒီ4ရဲ့နော်3လုံး30အဲ့ဒီ3လုံး30ကိုဒီ4ရဲ့9ရဲ့9ရဲ့3လုံး30နော်နောက်တစ်ခါဒီ2ရဲ့ဒီ4ရဲ့ဒီ9ရဲ့ဒီ3လုံး5ပေါ့လေနော်အဲ့ဒီ5ကိုဒီ2ရဲ့ဒီ1အလဲထိုင်ရဲ့ဒီအလဲထိုင်ရဲ့5လို့ရိုက်တာနော်ဟုတ်လားဒါ5လို့ရိုက်တာအောင်ဘယ်ပြန်ညာပြန်မယ်နော်ဒီအလဲထိုင်ရဒီက main မယ်ဟောလေဟိုဘက်ကတော့တစ်မျိုးပေါ့သူကဒီကနေပြီးတော့ရိုက်တာတစ်မျိုးပေါ့လေဒီက3လုံးဒီက3လုံး3ကိုဒီ3လုံး3နဲ့တက်လဲထိုင်အောင်ရိုက်ဒီ3လုံး30ကိုဒီ3လုံး30နဲ့တက်လဲထိုင်ကိုရိုက်ဟုတ်ဒီ3လုံး1ကိုဒီ3လုံး1ကိုနဲ့ခေါ်လဲထိုင်ကိုရိုက်ဒီ3လုံး30ကိုဒီ3လုံး30နဲ့ခေါ်လဲထိုင်ကိုရိုက်ဟုတ်ဟုတ်ကဒီ3လုံးဒီ3လုံးခေါ်ပါလေဒီ3လုံးခေါ်ကိုဒီ3လုံးခေါ်ကိုနှစ်လဲထိုင်လို့ရိုက်ဒီ3လုံး5ကိုဒီ3လုံး5နဲ့နှစ်လဲထိုင်ကိုရိုက်ဟုတ်ပြီလားအဲ့ဒီမှာသူကဒီ3လုံး30ဒီ3လုံးဒီ3လုံး30ဒီ3လုံး30ကိုဒီ3လုံး30နဲ့ခွဲလို့ရှိရင်ဒါ၄နောက်ပိတ်နော်ဒီ3လုံး30ဒီ3လုံး30ကိုဒီ3လုံး30လို့ခွဲရင်9နောက်ပိတ်ဒီ3လုံး5ဒီ3လုံး5ဒီ3လုံး5လို့ရိုက်လို့ရှိရင်4နောက်ပိတ်နော်နောက်တစ်ခါဒီ3လုံး4ဒီ3လုံး4ကိုဒီမှာနှလုံး5ဒီ3လုံးခွန်ဒီ3လုံးခွန်ကိုဒီမှာနှလုံး6ဒီ3လုံး3ဒီ3လုံး3လုံးခွေ4နောက်ပိတ်နော်အချိန်မလောက်တော့နော်ကဲဒါပထမပိုင်းနော်ညာဒီထဲမှာပဲထပ်လာအောင်မယ်နော်ကျွန်တော်နဲ့ share ရပြီနော်โอเคနော်အားလုံးကိုပြီးကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနော်ခံကောင်းကြပါစေ